Brewery မနက်3နာရီမှာ Brain Worry ကိုလုံးဝဖုန်းမခေါ်လိုက်ပါနဲ့ခင်ဗျာ Hi Fiona Hello Brewery ကျွန်တော်ကအလွန်ပါ Brewery ကျွန်တော်အတန်အကျယ်ကြီးပြောလို့မရပါဘူးခင်ဗျာဘာလို့လဲဆိုတော့အခုဆိုရင်မနက်3နာရီရှိနေပါပြီခင်ဗျာ Brewery တကယ်ပြောတာပါ Brewery ကျွန်တော်လိန်ပြောတာလားရှောက်ပြောတာလားဆိုတာမယုံဘူးဆိုရင် Brewery နောက်ကနာရီကိုကြည့်လိုက်ပါတွေ့လားဟိုမှာ3နာရီနော်3နာရီနော် Okay အဲ့တော့ကျွန်တော်လိန်လည်းမပြောရှောက်လည်းမပြောပါဘူးခင်ဗျာအဲ့တော့ကျွန်တော်အခုမနက်3နာရီကိုဘာလို့မအိတ်သေးရလဲဆိုတော့ Breweryဦးနေပြီအပြင်မှာခွေးတွေဦးနေပြီ Brewery ဘိုင်းဆိုရင်တော့ကျွန်တော်ကြောက်လာပြီဗျာခွေးတွေဦးနေတတိထားလိုက်တော့အဲ့ဒါခွေးတွေကတရေကိုမြင်လို့ဦးတာပေါ့ဗျာအဲ့တော့ကျွန်တော်ပြောရင်းဆိုရင်တော့ကြောက်လာပြီဗျာကျွန်တော်အခုမနက်3နာရီမအိတ်သေးရလဲဆိုတော့ကျွန်တော်မနေ့ကလမ်းမှာရုပ်တရက်ကျွန်တော် fan တယောက်ကိုကျွန်တော်တွေ့ခဲ့တယ်ပေါ့ဗျာအဲ့ဒါနဲ့ပဲကျွန်တော် fan နေဟာဘရိုအလွင်ဆိုပြီးကျွန်တော်လာပြီးတော့လမ်းနှုတ်ဆက်တယ်ပေါ့ဗျာအဲ့ဒါနဲ့ပဲကျွန်တော် fan နေဟာဘရိုအလွင်နဲ့ဘရိုအလွင်ကိုအရန်ရေးကြီးတဲ့စကားပြောစရာရှိရတယ်အားလာလို့ဘာလဲပေါ့ကျွန်တော်ကလည်းအရန်အရေးကြီးရယ်ဆိုတော့အဲ့ဒါကျွန်တော် fan ကိုမေးလိုက်တော့ကြတော့ကျွန်တော် fan နေ bro လွင်းကဂွေးတို့လေးလာတယ်ဟာပြီးပါကွာလာပြီးတော့ကျွန်တော်လာပြီးဂွေးတို့လေးအဲ့ဒါမင်းကျွန်တော်လည်းပြန်ပြောလိုက်တာအဲ့ဒါအဲ့ဂွေးတို့လေးကအရေးကြီးရလားဆိုကျွန်တော်လည်းစိတ်တူတူနဲ့ပြန်ပြောလိုက်တာ bro လွင်းနဲ့ तू ကကျွန်တော်ပြန်ပြောတယ်လကားစားရပါတယ် bro လွင်းကိုချစ်လို့စားရပါတယ်အဲ့ဒါနေပဲနေပါအောင်ဗျသူကျွန်တော်လာပြီးတော့စနေရဆိုတော့ကျွန်တော်သိရကျွန်တော်စီကနေ robust တောင်းမယ်ဆိုတာအဲ့ဒါနေပဲရောင်ကြီးတော်ကြီးလို့ကျွန်တော်လည်းသွားစရာလေးရှိလို့သိရမလားအဲ့နေတော့ပြင်းဦးနေသွားရနေဟုတ်တယ်ကျွန်တော် fan နဲ့တွေ့ရအဲ့နေပဲသူကျွန်တော်စီကနေ robust တောင်းမယ်ဆိုတော့ကျွန်တော်ကြိုသိလို့ဆိုပြီးတော်ကြီးလို့ငါဟိုမှာသွားစရာလေးရှိလို့ကွာလို့ဟိုမှာဗာလဲပြင်းဦးနေပွဲကောက်မှာဟို dinosaur တွေသိရမလားခေါ်စီတာတွေသွားကြည့်မလို့ဆိုပြီးတော့ကျွန်တော်လည်းရှောက်ပြောလိုက်စား bro လွင်းခဏနေပါအောင်နဲ့ကျွန်တော် bro လွင်းစီကနေ robust လည်းမတောင်းပါဘူးလေကျွန်တော် fan နေပြောတာနော်အဲ့ဒါဆိုဘာလဲပေါ့မင်းမြင်ပြောစမ်းပါလို့မင်းအရန်ရေးကြီးတဲ့ဟာဆိုဘာလဲပေါ့အဲ့ဒါနဲ့ပဲ तू ကပြောတယ် bro လွင်းနဲ့ Roblox မှာတဲ့ brain walk game တွေဆော့လာဆိုရောက်ဆော့တာပေါ့ကွာ Roblox မှာ brain walk game က brain walk game တွေပဲဆိုပြီးကျွန်တော်ပြန်ပြောလိုက်တော့ပေါ့ဗျာအဲ့ဒါပဲအဲ့ဒါဆိုရင် bro လွင်းနဲ့ Roblox မှာ brain walk game ဆော့ရဲဆိုရင်เนี่ยไอ้ Roblox တွေကတဲ့ don't call at 3 AM ဆိုတဲ့ game ကိုလုံးဝမဆော့နေတဲ့ဘာလို့လဲပေါ့ကျွန်တော်လည်းပြန်ပြီးလိုက်တော့ bro နေနဲ့အဲ့ game ကိုလုံးဝလည်းမစောနေတဲ့နောက်ပြီးတဲ့မနက်3နာရီမှာတဲ့ brain war တွေကိုလည်းလုံးဝဖုန်းမခေါ်လိုက်ပါနဲ့ဆိုပြီးတော့ကျွန်တော် fan ကကျွန်တော်ပြောသွားတယ်ဗျာအဲ့နဲ့ဘာလဲကွာလို့ဟုတ်ရဲ့လားဘာဆိုင်လို့လဲလို့ဘာလို့3နာရီမှာမနက်3နာရီမှာ brain war တွေကိုဖုန်းခေါ်လို့မရလဲလို့ကျွန်တော်မေးလိုက်တော့ကြတော့bro လွင်းနဲ့ကျွန်တော်မေးခေါ်နေပြီဆိုပြီးတော့သူလည်းပြန်သွားတော့ဗျာကျွန်တော်အဲ့မေးခွန်းရဲ့အဖြေကိုမဖြေလိုက်ဘူးပေါ့အဲ့နဲ့ပဲကျွန်တော်သိကျင်တယ်ပေါ့ဗျာဘာလို့ကျွန်တော် fan ကကျွန်တော်ကိုမနက်3နာရီမှာ brain war ကောင်တွေကိုဖုန်းမခေါ်နဲ့ဆိုတာဘာလို့ပြောလဲဆိုတာကိုကျွန်တော်အရင်သိကျင်အဲ့ဒါကြောင့်မို့ပဲကျွန်တော်အခုမနက်3နာရီမှာလုံးဝမအိတ်သေးဘဲနဲ့အခုကျွန်တော် brain war ကောင်တွေကိုဖုန်းခေါ်ဖို့အတွက်ကျွန်တော်ရဲ့ဒီမှာ iPhone ကျွန်တော်လက်နဲ့ကင်ထားရပေါ့နော်အဲ့တော့နေ iPhone နဲ့ခေါ်ရင်ကောင်းမလား Samsung နဲ့ခေါ်ရင်ကောင်းမလား iPhone နဲ့တော့ခေါ်လိုက်တော့မယ်နော် Okay အဲ့တော့အခု bro နောက်ကကြည့်နော်မနက်3နာရီနော်ကျွန်တော်ရှောက်မပြောဘူးနော်အဲ့တော့ bro ပြောနေရကြပြီဗျာကျွန်တော် fan ကျွန်တော်ဂျင်းထဲရလားဂျင်းမထဲဘူးလားဆိုတာသိအောင်လို့ကျွန်တော်နဲ့တူအခုမနက်3နာရီမှာ brain war တွေကိုဖုန်းခေါ်လိုက်ကြဆိုဗျာတူbro ဒီမှာတွေ့ပြီဗျာဒီမှာဒါကျွန်တော် fan ပြောတဲ့ game ပဲဗျ don't call at 3 AM နဲ့မနက်3နာရီမှာဖုန်းမခေါ်လိုက်ပါနဲ့တဲ့ဒီမှာတွေ့လားထုံ brain walk ကောင်လေးရှိတယ်ဒီကောင်ဘာလို့မျက်လုံးရန်နေဟာရတကောင်ဟိုမလား the baby in yellow တွေကဟိုမလားချီးကရုံချုံခရီးမလားအချီးတွေပါချတယ်ကောင်ဒါလည်း hockey walkie ကွာ hockey walkie တွေကကောင်နော် oh my god okay ဒါကျွန်တော် fan ကျွန်တော်ဒီ game လုံးဝမစော့နဲ့လို့တော့ပြောတာပဲဘာဖြစ်မလဲတော့မသိကျွန်တော်လည်းမယုံတာနဲ့ကျွန်တော်တို့စော့ကြည့်လိုက်ကြဆိုနော်ပြောနေကြဗျာလာစမ်း alright bro ဒီမှာဖုန်းနံပါတ်တွေအများကြီးရထားတယ်ဗျာဒီမှာတွေ့လား oh my god ဟာရောက်ရေးโอ้ยဒီမှာတွေ့ပြီထုံစာဦးရာ brain war တဲ့ကျွန်တော်ရဲ့ဖုန်းထဲမှာဒီမှာထုံစာဦးရဲ့ဖုန်းထဲမှာကျွန်တော်ရှိတယ်ဗျာအဲ့တော့ brain ပြောနေရကြရဗျာကျွန်တော်တို့ကိုထုံစာဦးရာဖုန်းဆက်ကြည့်ကြဆိုနော် oh my god ဒီအောက်မှာလည်းအများကြီးရှိတယ်ဗျာအားရဒီမှာကျွန်တော်ဖုန်းထဲမှာတောင်ရှိသေးရနော် okay ဒီမှာလည်းအများကြီးပဲတွေ့လားတခြားကောင်တွေကဖုန်းထဲမှာတည်းလည်းရှိတယ်ဗျာအဲ့တော့အရင်ဆုံးကျွန်တော်တို့ brain war ကောင်ဖြစ်တဲ့ကိုထုံစာဦးရာဖုန်းဆက်ကြည့်ကြဆိုနော် okay တို့နော်ဖုန်းဆက်မယ် okay ခေါ်နေတယ်ဖုန်းကင်စမ်းပါကွာဖုန်းကင်စမ်းပါဟာ no answer တယ်ဟေးရောက်ရေးဖုန်းချပြလိုက်တာလားပြီးပါကွာဖုန်းခေါ်တာဖုန်းမကင်ဘူးကွာဒီကောင်ကဘာကောင်မလို့လဲကျွန်တော်ဖုန်းခေါ်တာဒီမှာ no answer တယ်ဖုန်းချပြလိုက်တာလားဒါမှမဟုတ်ဖုန်းမကင်တာလားမသိဘူးအမေမင်းကဆရာကြီးလား iPhone နဲ့ဆက်တာတော့မှဖုန်းမကင်ဘူးတဲ့ကွာစိတ်တူလိုက်တာကျွန်တော်ဖုန်းဆက်ရင်ဖုန်းမကင်ဘူးဆိုတော့တော်တော်စိတ်တူတယ်အေးရတယ်ထားလိုက်ဘာမှဖြစ်ဘူး
ဒီကောင်ထုံထုံဆောက်တာနေနောက်တစ်ခါထပ်ခေါ်ကြည့်မယ်ဗျာနောက်တစ်ခါထပ်ခေါ်လို့မှဖုန်းမကန်ဘူးဆိုမင်းတွေ့မယ်ဒါပြင်ဒါထုံထုံဆောက်တာโอเคနောက်တစ်ခါထပ်ပြီးတော့ဖုန်းခေါ်ကြည့်လိုက်အောင်မယ်ဖုန်းဝင်နေโอเคဖုန်းဝင်နေ bro ဖုန်းကင်စမ်းဟဲ့ကောင်ဖုန်းကင်စမ်းတော့ရအောင် oh my god oh what ဟာကျွန်တော်ဘယ်ရောက်သွားလဲ what ဒါဘယ်လိုနေရာမျိုးကြီးလဲဘာဖြစ်တော့ what တော့ဘာဘယ်ရောက်သွားလဲကွာညို့တို့ပြန်ဖုန်းဆက်မယ်ဒီကောင်ဖုန်းချပြလိုက်တာလားမသိဘူးဖုန်းကင်စမ်းရအောင်ထုံထုံဆောက်တာဟာစိတ်တူလာပြီဒီခုနကငါ့ကိုဘယ်ကိုခေါ်စားရအောင်ဖုန်းကင်စမ်းတော့ဖုန်းအားမရှိတော့ဘူးကွာမြန်မြန်လို့ oh my god okay ရောက်သွားပြီဒါကျွန်တော်ဘယ်နေရာရောက်သွားလဲ oh my god ဟိုမှာတွေ့ပြီထုံထုံဆောက်တာကိုတွေ့ပြီဟိုမှာဟာရောက်ထုံထုံဆောက်တာထရာလေးလို့ထရာတော့တက်ပြလိုက်တာကွာ oh my god အိုးရောက်ဟိုမှာတွေ့ပြီထုံထုံဆောက်တာ oh my god ဘလို့ပြပြကျွန်တော်ဒီနေရာကိုရောက်သွားလဲဖုန်းချပြလိုက်ရတော့မလား bro ဖုန်းချပြလိုက်ရတော့မှကျွန်တော်ဖုန်းဆက်တာသူရှိတဲ့နေရာကိုရောက်သွားပြီ oh my god no oh my god ဟိုကျွန်တော်စီကိုလာနေပြီထုံထုံဆောက်တာလာနေပြီ no မလုပ်ပါနဲ့ oh my god bro တွေ့လိုက်လားကျွန်တော်ဖုန်းဆက်လိုက်တာထုံထုံဆောက်တာရှိတဲ့နေရာကိုရောက်သွားတာဗျာကျွန်တော်စီကိုလာပြီးတော့ကျွန်တော်တက်ပြလိုက်တာတင်တယ် oh my god လန့်သွားတာပဲအဲ့ဒါအကြောင်းမလို့ကျွန်တော်ဖန်ကျွန်တော်ပြောတာဟိုဗျာအဲ့ဒါကြောင့်3နာရီမှာတဲ့ brain walk ကောင်းတွေကိုတဲ့လုံးဝဖုန်းမခေါ်လိုက်ပါနဲ့ဆိုတာကျွန်တော်ဖုန်းခေါ်လိုက်တာသူတို့ရှိတဲ့နေရာကိုရောက်သွားတာဗျာခုနကထုံထုံဆောက်ရရှိတဲ့နေရာကိုရောက်သွားတာ oh my god တက်ကောင်းလို့ပေါ့ဗျာ alright ညတို့ကျွန်တော်ဒီခါတော့ကျွန်တော်ကပချီနာပေါ့ထုံဆောက်ရရဲ့ကောင်မလေးကပချီနာစီကိုဖုန်းလမ်းဆက်ကြည့်လိုက်မယ်နော် okay တွေ့မယ်ဒါပြေလားအမလေးဘာဖြစ်မလဲတော့မသိဘူးကဲကွာဖုန်းခေါ်လိုက်အောင်မယ်တို့နော် oh my god ကြောက်စရာကြီးကွာသွားကြီးကကြောက်စရာကြီး okay ဖုန်းဝင်နေလက်တီတောင်တုံးနေပြီဖုန်းကင်စမ်း oh my god ကျွန်တော်ဘယ်ကိုရောက်သွားလဲဘယ်လိုတွေလောက်ကြအောင်ဒါဘယ်လိုနေရာမျိုးကြီးလဲ okay ကျွန်တော်ဘယ်ကိုရောက်သွားလဲမသိဘူးဘယ်မှာလဲ oh my god ဝါငနေဆိုပြီးကျွန်တော်ရှင်မှာပေါ်လာလားအပြကပချီနာကြီးတွေ့လိုက်လား oh my god ရိုးကျွန်တော်ဒီဟာမစော်ရတော့လုံးဝဖုံးမဆက်ရတော့ကျွန်တော်ကြောက်လာပြီကျွန်တော်တကယ်ရင်းနေတုံးနေပြီဒီမှာကြက်သိမ်းမွေးကြီးနေတောင်ထနေတွေ့လား oh my god ဝါငါစိတ်တူလိုက်မရောက်ဒီကားတော့ကျွန်တော်တော်တော်စိတ်တူလိုက်တွေ့မယ်ဒီကားပြန်ကျုံးမှာမရတော့နေကျွန်တော်ဖုန်းမခေါ်ဝိုင်းနဲ့စာပို့လိုက်မလားတန်းဘယ်လိုစာပို့ရင်ကောင်းမလဲဆဲလိုက်ရမလားတော့ပါဆဲတာမကောင်းပါဘူးကွာ5မယ်ကွာဆိုပြီး F5 GST 5 ဝင်ပြီပေါ့နော်5ဝင်ပြီလားတန်းလာတတိရှိရဆိုလာခဲ့တန်းရောက်oh my god ဘာဒီစာပြန်ပို့တာ espresso drip for my fingertips what မင်းဘာဒီစာပို့နေရလဲကွာငါနဲ့ချမယ်လားမင်းကပချီနာလားလာ5 1 versus 1ပေါ့1 versus 1လား1 versus 1ကွာလာ1 by 1ပေါ့နော်1 by 1လက်တီးချင်းထိုးမယ်ကွာလားအပြန်ပို့မလဲမသိဘူးကြောက်တော့စာပြန်မပို့ရတော့တယောက်1 by 1ချမယ်ဆိုတော့စာပြန်မပို့ရတော့ဟမ်တွေ့မယ်နေကျွန်တော်မကြည့်နိုင်ဘူးစာနေမပို့ဘူးလားဒီကောက်ထပ်ဖုန်းဆက်လာအောင်မယ်မင်းရမြန်ငါ့ကိုအလုံးရုံဘာကောင်များထင်နေလဲဖုန်းကင်စမ်းဒီကတော့မင်းကိုလုံးဝရှော့မပေးတော့တွေ့မယ် okay ရောက်သွား okay ဒီကဘယ်မှာလဲ oh my god ဘယ်မှာလဲကွာဘယ်လဲဒီက oh my god လာတော့ဝါကနေဆိုရပေါ်လာကွာ oh my god ဝါကနေဆိုရပေါ်လာတော့တော်ကြီးငါကြောက်လာပြီဖုန်းမဆက်တော့ရောက်ရေးထုံဆောက်လာတယ်ဖုန်းမဆက်တော့ oh my god bro ကျွန်တော်လုံးဝမကျင်တဲ့တုန်းအဲ့ကိုထုံစာဦးက brain walk ကိုကျွန်တော်ပြန်ပြီးတော့လက်စားပြန်ချေခြင်းနေတယ်ဒီခေါက်ပြန်ပြီးတော့ဖုန်းဆက်မယ်ဒီခါတော့ကျွန်တော်ပြန်ကျုံးပါလာစမ်းမင်းတွေ့မယ်လားပြန်တာကိုထုံဖုန်းကင်စမ်းမင်းတတိရှိရဆုံးဖုန်းကင်လိုက်မင်းတတိရှိရဆုံးကလည်း1 by 1ချခြင်းနေဆိုဖုန်းကင်လိုက်ကွာတော်စိတ်တူလိုက် no answer ရဖုန်းမကင်ဘူးငါဒီကောင်ကငါ့ကိုလာ oh my god ဒီကောင်ဒါကျွန်တော်စမ်းလိုက်တာပဲဟုတ်ပြီအလွင်ဘာကောင်လဲဆိုတော့မင်းကိုပြမယ်နောက်တစ်ခါဖုန်းခေါ်တော့မှမင်းဖုန်းမကင်ဘူးဆိုတော့မင်းငါနဲ့တွေ့မယ်ဒါပြင်တာအလွင်ရောဘာကောင်များထင်နေတယ်တွေ့မယ်ဒီတစ်ခါဒုတိယတစ်ခါဖုန်းဆက်မယ်ဖုန်းမကင်တော့မင်းတွေ့မယ်ဒါပြင်တာကိုထုံစာဦးလားစိတ်တူနေပြီမင်းတို့ဒုတ်ရှိလားရောကွာတွေ့မယ်ဒါပြင်တာဖုန်းမကင်ဘူးကွာရောနှစ်ခါချင်းပြီနှစ်ခါခေါ်တာဖုန်းမကင်ဘူးငါရောငါဒုတ်တွားယူလာအောင်မယ်တွေ့မယ်ဒါပြင်တာခဏတော့ bro တွေ့မယ်